ကျွန်တော်တို့ Premiere Pro မှာဗီဒီယိုတိဖြတ်လုပ်တော့မယ်ဆိုရင်အခြေခံအကြဆုံးနဲ့အရေးကြီးဆုံးအဆင့်က sequence အကြောင်းနားလည်ထားဖို့ပဲဖြစ်ပါတယ်။အများစုကဗီဒီယိုတွေကိုတိုင်းလိုင်းပေါ်ဆွဲတင်လိုက်တာနဲ့တိဖြတ်လုပ်လို့ရပြီထင်ကြပေမဲ့ကိုလုံးမဲ့ဗီဒီယိုက YouTube အတွက်လား TikTok အတွက်လားဒါမှမဟုတ် Facebook အတွက်လားဆိုတဲ့အပေါ်မူတည်ပြီးတော့ sequence တင်တွေကိုမှန်ကန်အောင်ချိန်နှက်ဖို့အရေးကြီးပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ဒီဗီဒီယိုမှာတော့ sequence ဆိုတာဘာလဲကိုယ်တိုင်ဘယ်လို create လုပ်မလဲပြီးတော့ကိုရိုက်ထားတဲ့ဗီဒီယိုနဲ့စတင်လွဲမသွားအောင်ဘယ်လိုချိန်မလဲဆိုတာတွေကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်။ sequence ဆိုတာဘာလဲကျွန်တော်တို့ရဲ့ဗီဒီယိုဖန်တီးဖို့အတွက် watch speed တစ်ခုပါ sequence တစ်ခုတိစောက်ဖို့အတွက်နီလန်း၃ခုရှိပါတယ်ပထမနီလန်းကိုကျွန်တော်နဲ့တူလိုက်ပြီးလေ့လာကြည့်ကြရအောင် Premiere ထဲကိုဝင်လိုက်မယ်ပထမနီလန်းကတော့ ဖိုင်ထဲကိုသွားမယ်ပြီးရင် new ပြီးရင်တော့ဒီအောက်မှာရှိနေတဲ့ sequence ဆိုတဲ့အထဲကိုဝင်လိုက်လို့ရပါတယ် shortcut ကတော့ control N ဖြစ်ပါတယ်သူထဲကိုဝင်လိုက်မယ်Okay ဒီထဲမှာတော့ Premiere ကသူ့မှာ default ရှိနေတဲ့ preset တွေအများကြီးရှိပါတယ်အဓိကကတော့ဒီ preset တွေသုံးမယ်ဆိုရင်တော့ကိုတီးဖြတ်လုပ်မဲ့ကိုယ့်ရဲ့ဗီဒီယိုဖိုင် size တွေ ratio တွေဒါတွေကိုသိထားဖို့လိုအပ်ပါတယ် frame rate တွေသိထားဖို့တော့လိုအပ်ပါတယ်ဒါမှသာဒီထဲကနေပြီးတော့ရွေးချယ်ပြီးတော့ကိုယ့်ဗီဒီယိုဖိုင်နဲ့ကိုက်ညီတဲ့ rate တွေ ratio တွေကိုယူပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်။ကြည့်၍ကျွန်တော်တို့ကဒီ site ကိုအသုံးပြုခြင်းနဲ့ဆိုရင်ကိုယ့်ဗီဒီယိုဖိုင်နဲ့ကိုက်ညီတယ်ဆိုရင်ဒီ site ကိုရွေးလို့ရတယ်။ဒီမှာ तू က site ချိန်လိုက်တာနဲ့ဒီဘက်မှာသူ့ရဲ့အသေးစိတ်ကိုပြပေးပါလိမ့်မယ်။ editing mode မှာဆိုရင် DSLR ရိုက်ထားတယ်။ဒီအောက်မှာဆိုရင် frame size မှာဆိုရင်ဒီသူ့ရဲ့ frame size ဒီအားလုံးပြပေးရပေါ့နော် frame size ကဘယ်လောက် frame rate ကကြတော့ဘယ်လောက်ပေါ့နော်ဒါတွေကို तू ကအားလုံးပြပေးပါတယ်ဒီ site ကြည့်တဲ့နီးကတော့ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှာတင်ထားပြီးသားဖြစ်ပါတယ်အဲ့ဒီဗီဒီယိုမှာကြည့်လိုက်ပြီဆိုရင်တော့ဒါတွေကသိပြီးသားဖြစ်ပါလိမ့်မယ်နောက်ထပ်ကျွန်တော်တို့ဒီမှာဒီကင်မရာတွေနဲ့ဗီဒီယိုရိုက်တဲ့အခါမှာဒီ progressive scan ပေါ့နော်ဒီ scan နဲ့အများသောအားဖြင့်ခုနောက်ပိုင်းမှာအသုံးပြုပါတယ်ဒီ scan ကကြတော့ဗီဒီယိုရိုက်တဲ့အခါမှာပို့ပြီးတော့ quality ကောင်းတယ်ပို့ပြီးရှင်းတယ်ပေါ့နော်ဒီဟာတွေကဒါကြောင့်မလို့ဒီ scan တွေနဲ့ရိုက်တာများတယ်ဒီထဲမှာတော့အသေးစိတ်ရှိတယ်ကိုတီးဖြတ်မဲ့ဗီဒီယိုဖိုင်ရဲ့ file size တွေ ratio တွေ rate တွေဒါတွေကိုကြည့်ထားတယ်ဆိုရင်တော့ဒါတွေရွေးချယ်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဥမာကိုယ့်ရဲ့ file size ကဒီဟာနဲ့ကွက်တီပဲဆိုရင်ဒါကိုကျွန်တော်တို့က okay ပေးပြီးတော့ယူလိုက်လို့ရပါပြီဒီမှာဆိုရင် sequence တစ်ခုရလာပါလိမ့်မယ်ဒီ sequence နေရာကြတော့ခုနနေရာမှာ sequence နေပေးလို့ရတယ်ပေါ့နော်ဒါကကြတော့ကိုယ့်ရဲ့ဗီဒီယို file size တွေအားလုံးဒီ ratio တွေ frame rate တွေကိုဒါသိထားတယ်ဆိုရင်တော့ဒီထဲမှာဝင်ရွေးလို့ရတယ်ဒါကကြတော့ပထမနီလန်းပေါ့နော်ဒီလိုရွေးလို့ရတယ်ဒုတိယနီလန်းကကြတော့ file နဲ့ဝယ်ထပ်သွားပြီးတော့ control N နှိပ်လို့လည်းရရနော် control နဲ့ N နဲ့နှိပ်လိုက်ရင်ထွက်လာလိမ့်မယ်ဒုတိယနီလန်းကကြတော့ custom site ကိုကျွန်တော်တို့သတ်မှတ်တာဖြစ်ပါတယ် custom site ကဒီမှာ setting နဲ့ဝင်လိုက်မယ်ဒီ setting ထဲမှာ editing mode ပေါ့နော်ဒီမှာခုနကတော့ကျွန်တော်တွေ့ခဲ့တဲ့ဒီ editing mode ဒီမှာဆိုရင်ပေါ်နေလိမ့်မယ်နော် editing mode အတူတူပါပဲဒီ editing mode နေရာမှာကျွန်တော်တို့ကအပေါ်ဆုံးမှာရှိနေ custom ကိုရွေးထားဖို့လိုအပ်တယ် custom ကိုရွေးထားပြီဆိုရင်ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ site ကိုရိုက်ထည့်လို့ရပါပြီအောက်မှာဒီတိုင်းကုတ်နေရာမှာဒီ frame second ပေါ့နော် frame second ကကျွန်တော်တို့ဒီ frame rate ဖြစ်ပါတယ် frame rate ဒီကင်မရာတစ်လုံးနဲ့တစ်လုံးတော့မတူဘူးပေါ့နော်ကျွန်တော်အရင်ဗီဒီယိုမှာအရှင်းပြခဲ့သလိုပဲကင်မရာတစ်လုံးနဲ့တစ်လုံးတော့တူမှာမဟုတ်ဘူး frame rate တွေကတချို့ကင်မရာမှာ24တချို့ကင်မရာ30 50 60ဒီလိုမျိုးတွေရှိတယ်ပေါ့နော်အများသောအားဖြင့်ကျွန်တော်တို့ social ပေါ်မှာတင်နေတာတော့ဒီ24 frame second ရှိတယ်24ရှိတယ်30ပေါ့နော်ဒီအများသောအားဖြင့်အသုံးပြုတာများပါတယ်ဒီ frame rate တွေနဲ့အသုံးပြုလို့ရပါတယ်โอเคကိုအသုံးပြုခြင်းတဲ့ frame rate ကိုတစ်ခုရွေးလိုက်မယ်ပြီးသွားပြီဆိုရင်တော့အောက်မှာဒီ frame size ကိုတော့ကိုအသုံးပြုမဲ့ site ကိုရွေးချယ်လို့ရတယ်ဥပမာကျွန်တော်တို့ကဒီ TikTok ပေါ်တင်ပါလား YouTube ပေါ်တင်ပါလား Facebook ပေါ်တင်ပါလားပေါ့နော်ဒါတွေကိုကျွန်တော်တို့ကချိန်ပြီးတော့ဒီနေရာမှာ file size တွေရိုက်ထည့်ပေးလို့ရပါတယ်ဒီ frame size ပေါ့နော်
ဒီမှာဆိုရင် तू ကဒီ particle ဆိုရင်16ဒီနောက်မှာ तू ကဒီ ratio ပါတစ်ခါတည်းပြပေးထားတယ်နော်ဥပမာဒီနေရာမှာကျွန်တော်က800ဒီနောက်မှာလဲကျွန်တော်ကဒီမှာ800ရိုက်ထည့်လိုက်မယ်ဒါဒီ800ဆိုရင်ကျွန်တော်တို့အခုဒီ Facebook ပေါ်မှာခေတ်စားနေတဲ့ Facebook ပေါ်မှာအတင်များတဲ့ ratio size ဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ဒီဘက်မှာတစ်ချက်လေးမောက်လေးနဲ့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင် तू ကဒီအချိုးတစ်ပေါ့နော်ဒီ frame size ကဒီ Facebook ပေါ်မှာအတင်များတဲ့ site ဖြစ်ပါတယ်ဒီလိုမျိုးသူ့ထဲမှာကျွန်တော်ဒီ preset ထဲမှာအရင်နဲ့ရှိမနေတဲ့ site တွေဆိုရင်တော့ဒီနေရာမှာ custom အနေနဲ့ရိုက်ထည့်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီအောက်ကတော့အရေးကြီးတယ်နော်ဒီအောက်ကကျွန်တော်ဒီ pixel aspect ratio ဖြစ်ပါတယ်ဒီအောက်ကကြတော့ပုံမှန်အားဖြင့်တော့ဒီ square pixel ကိုပဲထားတာများတယ်ဒါမှလည်းပိုအဆင်ပြေတယ်ပေါ့နော်ဒီအောက်ကကြတော့သူ့ရဲ့ဒီ progressive scan ပေါ့နော်ဒီ scan ကကြတော့ဒီထက်မှာတော့ဒီ scan နဲ့ပဲအသုံးပြုတာများတယ်ခုနောက်ပိုင်းတော့ဒီ scan နဲ့ပဲအသုံးပြုတာများတယ်ပေါ့နော်ဗီဒီယိုရဲ့ quality ကောင်းတယ်အောက်မှာဒီ time code ဆိုရင်လည်းခုနကတော့ကျွန်တော်တို့ရွေးခဲ့တဲ့ time code ပဲပေါ်နေလိမ့်မယ်ဒါပဲကျွန်တော်တို့ကယူလိုက်မယ်ပြီးသွားရင်တော့ခုနကကျွန်တော်မပြောခဲ့တဲ့ဒီမှာဒီ sequence name ပေါ့နော် sequence name မှာကိုကြိုက်နှစ်သက်တဲ့ဒီနာမည်တစ်ခုပေးလိုက်လို့ရပါတယ်နာမည်လေးပေးပြီးတော့ okay ပေးလိုက်မယ်ဒါဆိုရင် तू ကဒီမှာ sequence လေးတစ်ခုရလာပါလိမ့်မယ်ဒီထက်မှာကျွန်တော်တို့ကဒီ sequence တွေအများကြီးယူထားလို့ရပါတယ်နော်ဒီမှာတစ်ခုရှိတယ်ဒီမှာတစ်ခုရှိတယ်နော်ဒီ site ကတစ်မျိုးဒီ site ကတစ်မျိုးကျွန်တော်တို့က site ကိုအမျိုးမျိုးချိန်ပြီးတော့တီးဖြတ်ချင်တယ်ဆိုရင်ဒီလိုမျိုး sequence တွေအများကြီးယူထားလို့ရတယ်ဒါကဒုတိယနီလန်းပေါ့နော်တတိယနီလန်းကကြတော့ဒီ video file ကို sequence တွေကိုဆွဲထည့်မှာဖြစ်ပါတယ်အဲ့တော့ဒီ sequence တွေကိုကျွန်တော်ပြန်ပြီးဖြတ်လိုက်ပါမယ်ပြန်ဖြတ်မယ်ဆိုရင်ဒီမှာရှိနေတဲ့အကြောင်းလေး၃ကြောင်းပေါ်နှိပ်မယ်အပေါ်ဆုံးမှာရှိနေတဲ့ close panel ကိုနှိပ်ပြီးတော့ဖြတ်လို့ရပါတယ်ဒီလိုမျိုး sequence တွေကိုဖြတ်မယ်ဆိုရင်အကြောင်းလေး၃ကြောင်းပေါ်နှိပ်မယ်ပြီးရင် close panel ကိုနှိပ်ပြီးတော့ဖြတ်လို့ရပါတယ်ဒီ video file လေးကိုကျွန်တော်ဒီထက်ဆွဲထည့်လိုက်မယ်ဖိပြီးတော့ဆွဲထည့်လိုက်မယ်ဒါဆို तू ကဒီ video file နဲ့ကိုက်ညီတဲ့ sequence တစ်ခုကိုကြာလာပါလိမ့်မယ်သူ့ရဲ့ဒီ video file ရဲ့အသေးစိတ်ကိုသိကျင်တယ်ဆိုရင်တော့ဒီပေါ်မှာ right click နှိပ်ပြီးတော့ property ကိုလည်းနှိပ်ပြီးကြည့်လို့ရတယ်လို့ကျွန်တော်ဒီ window တွေကနေပြီးတော့ဒီမှာ info ဆိုပြီးတော့လည်းဝင်ကြည့်လိုက်လို့ရတယ် info တဲ့ဒီဘက်မှာလာပေါ်နေပေါ့နော်ဒီထဲမှာကြတော့ okay သူ့ရဲ့ဒီ video file ရဲ့အသေးစိတ်အချက်လက်တွေကိုဒီမှာလာပြပေးပါလိမ့်မယ်နော်ဒီလိုလဲကျွန်တော်တို့ကြည့်လို့ရပါတယ် okay ခုနကတော့ကျွန်တော်တို့ဒီ custom site တွေသတ်မှတ်တဲ့အခါမှာကျွန်တော်တို့တစ်ခုရှိတာဒီ sequence လေးကိုကျွန်တော်ဖြတ်လိုက်မယ် close panel ပေါ့နော် okay control n ကိုနှိပ်ပြီးတော့ setting ထဲကနေပြီးတော့ကျွန်တော်ခုနကတော့ဒီ file size ကိုပဲကျွန်တော်ယူလိုက်မယ်နော် sorry ဒီ file size မဟုတ်ဘဲနဲ့ကျွန်တော်ခုနယူတဲ့800 file size လေးကိုကျွန်တော်တွားယူကြည့်လိုက်မယ်အပေါ်မှာကျွန်တော်ကဒါ custom ကိုရွေးထားလိုက်မယ်ဒါကျွန်တော်ကပြကျင်တာပါနော်ဒီတခု file size မတူဘူးဆိုရင်ဗီဒီယိုတွေဘယ်လိုမျိုးအချုံးချက်လောက်သွားလဲဆိုတာကိုကျွန်တော်ပြကျင်တာဖြစ်ပါတယ်သူ့ကိုကျွန်တော် okay ပေးလိုက်မယ်ဒါဆိုရင်တော့1:1 site ပေါ့နော်ဒီ ratio မှာဆိုရင်1:1ပေါ့နော်ဒီလိုရှိတယ်ဒီ sequence ပေါ်မှာကျွန်တော်တို့ဒီ file တစ် file ကျွန်တော်ဆွဲထည့်ကြည့်လိုက်မယ်ဆွဲထည့်လိုက်ရင်သူကဒီလို dialog box လေးကြာလာလိမ့်မယ်ဒီထက်မှာဒီဘက်ကကျတော့ chain sequence setting ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ video file site နဲ့ကိုက်ညီတဲ့ sequence ကိုသူကချပြီးမှာဖြစ်ပါတယ်ဒီဘက်မှာရှိနေတဲ့ key existing setting ဆိုရင်ဒီ setting ကျွန်တော်တို့ဒီ sequence setting တိုင်းကို video file ကိုသူကဆွဲသွားမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီကောင်လေးကိုနှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ဒီ file site ကနေပြီးတော့ဒီလိုပုံစံကိုသူကဆွဲပြီးယူသွားတာဖြစ်ပါတယ်ဆွဲပြီးတော့သူကဖြတ်လိုက်တာပေါ့နော်ဒါကြောင့်မလို့သူကပို့ပြီးတော့လဲဝါးသွားတယ်ဗီဒီယိုဖိုင်ကိုသေးသွားတယ်ပေါ့နော်ပို့ဝါးသွားတယ်ပေါ့သူ့ရဲ့ frame size လောက်ပဲသူကဖြတ်ပြီးယူသွားတာဖြစ်ပါတယ်နော်ဒီကတစ်မျိုးပါနော်ကျွန်တော်ထပ်ပြမယ်ဒီ undo လုပ်မယ်ဆိုရင် control z ကိုနှိပ်ရပါတယ်နော်ဒါအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ် control z ကိုနှိပ်မယ်နောက်ထပ်ကျွန်တော်တစ်ခါထပ်ပြီးဆွဲထည့်ကြည့်လိုက်ဗီဒီယိုဖိုင်ထပ်ပြီးဆွဲထည့်လိုက်မယ် okay ပထမတစ်ခါတော့ကျွန်တော်ဒီဘက်မှာရှိနေတဲ့ existing setting ကိုကျွန်တော်နှိပ်လိုက်တယ်
အခုတခါတော့ chain sequence setting တွေကိုကျွန်တော်နှိပ်ကြည့်လိုက်မယ် okay chain sequence setting ကိုနှိပ်လိုက်ပြီဆိုရင်ဘယ် site ပဲယူထားကျွန်တော်တို့ video file နဲ့ကိုက်ညီတဲ့ site ကိုပဲသူကဒီ sequence setting ကိုချိန်ပြီးတော့မှာဖြစ်ပါတယ်ဒါကြတော့ပိုအရေးကြီးပါတယ်เนาะအကယ်၍ဒီ dialog box လေးကြာလာပြီဆိုရင်တော့ chain sequence setting ကိုပဲနှိပ်ပေးပါ key existing setting ကိုမနှိပ်ပါနဲ့ခုနပြခဲ့သလိုပဲ key existing setting ကိုနှိပ်မယ်ဆိုရင်ဒီ sequence သတ်မှတ်ထားတဲ့ setting တိုင်းကိုကျွန်တော်တို့ video file ကိုဖြတ်ပြီးယူတော့မှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ chain sequence setting ကိုပဲနှိပ်ပေးပါ okay အကယ်၍အဲ့ဒီ dialog box လေးကြာမလာဘူးဆိုရင်ဒီ box လေးပေါ့เนาะ okay အကယ်၍ဒီ box လေးကြာမလာဘူးဆိုရင်ဒီ box လေးကြာလာအောင်ကျွန်တော်တို့ကဘယ်နေရာသွားမလဲဆိုတော့ edit ထဲကိုသွားမယ်အောက်မှာရှိနေတဲ့ prefer နဲ့သွားမယ်ပြီးရင်အပေါ်ဆုံးမှာရှိနေတဲ့ general ထဲလည်းဝင်လို့ရတယ်ဒီထက်ရောက်ပြီဆိုရင်ဒီအောက်မှာရှိနေတဲ့ timeline ပေါ့နော် timeline ထဲကိုဝင်လိုက်ပြီဆိုရင်ဒီမှာရှိနေတဲ့ show clip maze map one in dialog ဆိုတဲ့ဒီစာကြောင်းလေးကိုအမှန်ကြီးလေးပေးထားလိုက်ပါအမှန်ကြီးလေးပေးပြီးတော့ okay ပေးထားလိုက်ပါဒါဆိုရင်ခုနကတော့ကျွန်တော်တို့ဒီ file site မကိုက်ညီတဲ့ဟာတွေ့တဲ့ခါဆိုရင်ဒီ sequence နဲ့ကျွန်တော်တို့ video file site နဲ့မကိုက်ညီဘူးဆိုရင်အဲ့ဒီ dialog box လေးကြာလာပါလိမ့်မယ်ဒီနေရာမှာ chain sequence setting ကိုနှိပ်ပေးဖို့အရေးကြီးပါတယ် key existing setting ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ video file ကို sequence setting ရှိသလောက် frame size ရှိသလောက်ကိုသူကဆွဲပြီးဖြတ်ယူသွားမှာဖြစ်ပါတယ်เนาะဒီနေရာမှာအရေးကြီးပါတယ်ဒါလေးတွေသတိထားဖို့လိုပါတယ် okay ဒါဆိုရင်တော့ Premiere Pro ကိုအခုမှစတင်လေ့လာနေတဲ့ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်ဗီဒီယိုလေးတွေကအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ